ကရုဏာတိတလဟရယံပညာပိဇောဒဝိဟတမောဟဓမ္မံသနရာမရလောကကရုံဝန္ဒေတုကတံဂတိဝိမု ddံ ကရုဏာတိတလဟရယံမဟာကရုဏာရောဖြင့်အေးမြသောစိတ်နှလုံးလည်းရှိတော်မူပါပေထသောပညာပိဇောဒဝိဟတမောဟဓမ္မံအရဟတမတ္တိဟုသောဉာဏ်အယောင်အလင်းဖြင့်အဝိဇ္ဇာတိဟုသောအမိုက်မောင်ကိုပယ်ခွာတော်မူပြီးထသောသနရာမရလောကကရုံလူနတ်မြမတတ္တဝါအနန္တတို့ဤကြောက်ထီတံတုအလေးကရုပြုရာတဆူတီသောဆရာသခင်လည်းဖြစ်တော်မူပါပေထသောဂတိဝိမု ddံ ဒေဝမနုဿာနိရယနှင့်ပေတတလိษံလာယံအရှိငါတံသောဂတိတို့မှလည်းကင်းလွတ်တော်မူပြီးထသောသူကတံတတ္တဝါတို့ဟာအကျိုးများကြောင့်ဟုတ်မှန်ကောင်းမြတ်သောစကားကိုသာမြတ်ဆိုတော်မူတတ်ထသောဗုဒ္ဓံသစ္စာလေးရတရားမြတ်ကိုလက်ပေါ်တင်ထားပဒံများကဲ့သို့ပြတ်သားထင်ထင်သိမြင်ပေတတ်ဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုနမောတရားဟောတရားနာပုဂ္ဂိုလ်ခေါ်ဆိုပညာပရမတ်မှာမူယုံနံနှဖျားဖြစ်ကြပါသောဘုရားတပည့်တော်တို့သည်ဝနေဝနာမကာယဝစီမနောချီ၍သုံးလီဒွါရပနာမဖြင့်တုတ်ကွာညိုကျိုးလက်စုံမိုးကရှေခိုးကြောလိုက်ပါ၏မြတ်စွာဘုရားမြတ်စွာဘုရား